ထိုင်းနိုင်ငံရဲ့တတိယမြောက်အလုပ်ကိုသွားဖို့ကျွန်တော်မော်နီတီစီပါပြီမနေ့တော့ဒီထုတ်တယ်ပေါ့နော်နေ့ကျစားပြီးတော့ဒီစီမနေ့စားတော့လည်းကျွန်တော်ကလို့ပေါ့နဲ့ပေါ့လို့စီစဉ်လေးပေါ့နော်ဘယ်ပေါ့တော့ဒီလိုချင်းကြီးရေးရှိတယ်ဒီချိုးတဲ့ချိန်မှာဒီကစားဝတ်စားတဲ့နေစားလေးနဲ့တော့ကျွန်တော်အရင်ကနေနေလောက်ကြပါတယ်အဲ့ဒါမျိုးဒီအသေးအတန်လေးလုပ်လိုက်ရတာပေါ့နော်လုပ်နေတဲ့အလုပ်ကလိုင်းကားစီးရတယ်ဗျ။ဒါလိုင်းကားကြီးကို6ပါ။လို့ဆက်ပြီးတော့စီးခဲ့ချင်တာပေါ့။အဲ့ဒီကြောက်ပါကြီးနော်။အဲ့ဒါလည်းပဲကျွန်တော်တို့ကကိုယ်ကလည်းရှိရအဲ့ဒါကိုပေါ်ထားတယ်။ဒါလေးတွေကစားရတယ်တက်စားပါမယ်။ဒုက္ခပြင်တဲ့ချိန်ကကျွန်တော်လက်လာတွေကအများကိုကြွနေဆိုင်ပါအပေါ့အလုပ်ပြီးတဲ့ချိန်ပေါ့နော်။အရင်ကြည့်နေပါ။အဲ့ဒါမနေ့ကလည်းပြင်ဆင်အောင်ပဲဒီလိုပဲလုပ်မှဆင်ပြေတယ်ပဲပထမနေ့ကလည်းတော်ဆင်ပြေတယ်။ပြန်ကားဆောင်ပြီးတော့ကျွန်တော်ဆက်လက်စီးဝင်တယ်စီးဝင်ပြီးတော့ဒီကားကိုကားလေးကချက်လို့ဆက်ရတယ်ပေါ့နော်ဒီနေ့ဒါလေးလိုက်ပြီးတော့နော်ကြည့်ရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ထိုင်ရောက်ရှင်အားလုံးကျမ်းမာချမ်းသာကြပါစေ